လာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါရဲ့ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြစ်တာရက်ခံပါရဲ့ရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရသတင်းတိုတွေပဲဖြစ်ပါရဲ့ရှင်ဘာစီလိုနာကွင်းလယ်လူဘတ်ထရီကတော့15နှစ်ကြာမက်ဆီစံချိန်တင်ထားခဲ့ပြီးတဲ့တက်ငယ်ဆုံးအသင်းပွဲစဉ်150ပြည့်ဆိုတဲ့စံချိန်ကို23နှစ်နဲ့18နှစ်ကျော်ဖြတ်ခဲ့ပါပြီမြုပ်ကစိန်ကြီးပြဟိုဝီကတော့စန်တာလန်ကို 1-0 နဲ့ရှုံးခဲ့တာကတော်တော်လေးကိုစိုးထိတ်စရာကောင်းတဲ့ခံစားချက်မျိုးဖြစ်ကြောင်းခံသွားခဲ့ပါတယ်။ Forest ကို3ဂိုးပြတ်ရှုံးခဲ့ပြီးနောက်မှာတော့ပိုကောင်းတဲ့အသင်းကအနိုင်ရခဲ့တာဖြစ်ကြောင်းစပါနီးပြဖရန့်ဖွင့်ဟလာခဲ့ပါတယ်။စန်တာလန်တင်ကောင်းဆောင်ရှာကာကတော့မိမိတို့အသင်းကလေးစားမှုနဲ့ထိုက်တန်နေဆိုပြီးမြုပ်ကစိန်နဲ့နိုင်ပွဲအပြီးဖွင့်ဟလာခဲ့ပါတယ်။တီကိုနီးပြစီမြူနီကတော့ချက်စီနောက်ခံအစွန်လို့ကူကူရဲလာကိုခေါ်ယူဖို့လွန်စိတ်အားထက်သန်နေပြီးမြဲချက်စီဘက်ကရောင်းချဖို့ဆန္ဒမရှိဖြစ်နေပါတယ်။တူရကီကလပ်ဘီစစ်တက်ကချယ်ဆီကိုသမားဂျော်ကန်ဆန်ကိုခေါ်ယူဖို့ချင်းကပ်ခဲ့ပြီးမှနောက်ဆုတ်ခဲ့ရပါတယ်။ချယ်ဆီတင်းထန်လာမယ့်ဆောင်ကွင်းတဲ့လူသစ်တယောက်ထပ်မရောက်လာနိုင်ပြီးတော့အဆိုပါကစားသမားကမိန်တို့ဖြစ်ကြောင်းကောလာဟာလာတွေစတိုက်ထွက်ပေါ်နေပါတယ်။မန်ယူအသင်းကြီးပြအမွေရင်ကတော့ကစားသမားကိုပွဲထွက်ခွင့်အာမခံချက်မပေးနိုင်ပေမဲ့လာမယ့်ဆောင်မှာအသင်းပြောင်းခွင့်ပြုတ်ပွဲမရှိချောင်းသိရပါတယ်။စပါတင်ကတော့တီကိုအသင်းကွင်းလေကစားသမားဘာရီယိုစ်ကိုပေါင်တန်း90နဲ့ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသတင်းရရှိပါတယ်။မန်စီးတီးအသင်းကတော့တာဝန်ကစားသမားဆာဗင်ဟိုနဲ့နောက်ခံအဆုံလူလူးဝစ်တို့ကိုရောင်းချဖို့အတွက်စဉ်းစားနေပါတယ်။ဗီလာနျူကာဆယ်နဲ့စပါရိုကဘရန်ဖို့တိုက်စစ်မှုတရားကိုခေါ်ယူဖို့အပြိုင်ကြိုးစားနေကြတာပဲဖြစ်ပါတယ်ရှင်။ခရစ္စတယ်ဘဲလီကိုဂိုးပြတ်အနိုင်ယူပြီးအာဆင်နယ်ကို2မှတ်ကွာနဲ့ဖိအားဆက်ပြီးနေတဲ့မန်စီးတီးအကြောင်းကိုပြောချင်ပါတယ်။ခရစ္စတယ်ဘဲလီနဲ့ပွဲမှာမန်စီးတီးအသင်းကအခြေဆွမ်းပိုင်းအားရစရာမကောင်းခဲ့ပေမဲ့အခွင့်အရေးတွေကိုသုံးချနိုင်ခဲ့တာကြောင့်အဝေးကွင်းမှာ3-3နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ပွဲစားကလေးက Crystal Palace အသင်းကတော့ Man City ကို Virtual Play လျင်မြန်တဲ့ Tyson Transition နဲ့ဖိအားပေးနိုင်ခဲ့တာကြောင့် Man City အသင်းကတော့ပထမပိုင်း29မိနစ်အထိဂိုးပေါက်ကန်ချက်တစ်ချိန်မှမလုံးနိုင်ခဲ့ပါဘူး။ Crystal Palace တိုက်စစ်ကစားသမား Jerry Firmino ရဲ့အပိုင်ကန်ချက်တစ်ချိန်ဂိုးပါလန်ထိသွားသလို Ismail Assar ကလည်းလွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရခဲ့ပြီးမြင်ဘေးထွက်ခဲ့ပြန်ပါတယ်။ဒါပေမဲ့40မိနစ်မှာ Man City အဖွင့်ကိုရခဲ့ပြီးတော့ Matheus Nunes ရဲ့ဖြတ်တင်ဘောကနေဟာလန်ကခေါက်တိုက်သွင်းခဲ့တာဖြစ်ပါတယ်။အဲဒီကိုရဖို့အတွက် Man City အသင်းကတော့ဘောလုံးပေးပို့မှု25ကြိမ်ပြုလုပ်ခဲ့ရတာကြောင့်ဒါက2024မေလတုန်းကဝက်ဆန်တဲ့ပွဲမှာဘောလုံးပေးပို့မှု32ကြိမ်ထိပြုလုပ်ပြီးမှသွင်းယူနိုင်ခဲ့တဲ့ Rodri ရဲ့ဂိုးနောက်ပိုင်းဘောလုံးထိချက်အများဆုံးပါပဲ။ပထမပိုင်းမှာ Man City အသင်းကပြိုင်ဘက် penalty area အတွင်းဘောလုံးထိချက်4ကြိမ်သာရှိခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကအာဆင်နယ်နဲ့ပွဲမှာဘောလုံးထိချက်3ကြိမ်သာရှိပြီးနောက်ပိုင်းအနည်းဆုံးဖြစ်ခဲ့ပါတယ်။ Crystal Palace အသင်းကခြေပါကိုရဖို့ကြိုးစားပေမဲ့ဒုတိယဂိုးပေးခဲ့ရပြီး69မိနစ်မှာ Foden က penalty area အထိပ်ကနေသွင်းခဲ့တာဖြစ်ပါတယ်။ Foden ရဲ့ penalty area အပြင်ကနေသွင်းခဲ့တဲ့ဂိုးအရေအတွက်က12ဂိုးရှိလာပြီးတော့နာမည်ကျော်တိုက်စစ်မှု Tivas နဲ့တူညီသွားပြီဖြစ်တယ်လို့သူ့ထက်သွင်းဂိုးပိုများတာဆိုလို့ Yaya Toure 16ဂိုး Aguero 22ဂိုး De Bruyne 30ဂိုးသာရှိပါတော့တယ်။ Man City အတွက်တတိယဂိုးကိုတော့89မိနစ်မှာဟာလန်ကပဲ penalty ကနေသွင်းယူခဲ့ပြီးဟာလန်က Premier League မှာမတူညီတဲ့ပြိုင်ဘက်ကိုတပွဲတဲ့2ဂိုးနဲ့အထက်သွင်းနိုင်တာက26ပွဲထိရှိလာပြီဖြစ်လို့ Manchester United ကန်ဝင်ရိုနယ်ဒိုနဲ့ပွဲရည်အတွက်တူညီသွားပါပြီ။အခုပွဲမှာ Man City အသင်းရဲ့ခြေစွမ်းကအားရစရာမကောင်းခဲ့ပေမဲ့လည်း Crystal Palace ကို FA ဖလားဘုံလူပွဲရှုံးကျွေးပြန်ဆက်နိုင်ခဲ့သလိုလိုအပ်တဲ့နိုင်ပွဲရယူခဲ့တာကြောင့် Arsenal ကို2မှတ်အကွာကနေဖိအားလိုက်ပေးနေစေပါပဲရှင်။ Hope ကိုကန်ကောင်းလို့နိုင်ခဲ့တာဆိုပြီးဝန်ခံလိုက်တဲ့အစားကအကြောင်းကိုဆက်ပြောချင်ပါတယ်။ Hope ကိုကန်ကောင်းလို့နိုင်ခဲ့တာဆိုပြီးတော့ဝန်ခံလိုက်ပါတယ်။ Arsenal အသင်းနာမည်ကျော်တိုက်စစ်ကစားသမားHope ကို2ဂိုး1ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာသူတို့အသင်းကန်ကောင်းပြီးတော့အနိုင်ရခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါပြီ။ Arsenal အသင်းကတော့ Emirates မှာ Hope ကိုဘောလုံးပိုင်းဆိုင်မှုအသားနဲ့ကစားနိုင်ခဲ့ပြီးဂိုးပေါက်ကန်ချက်6ကြိမ်ပြုလုပ်ခဲ့ပြီးမြဲဂိုးပေါက်တဲ့မှု1ချိန်မှမရှိတာကြောင့်ဒါကဒီယာတီ Premier League ပွဲစဉ်တစ်ပွဲရဲ့ပထမအပိုင်းပြီးမှတယ်။အာဆင်နယ်တို့ပထမဆုံးချိန်ဂိုးပေါက်တက်မှုမရှိတာဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ပထမဆုံးဂိုးပေါက်တက်မှုက66မိနစ်မှာရရှိခဲ့တာကြောင့်2019ဇန်နဝါရီလတုန်းကကာဒစ်နဲ့ပွဲနောက်ပိုင်းဂိုးပေါက်တက်မှုတစ်ချိန်ရဖို့အတွက်အချိန်အများဆုံးကြာမြင့်ခဲ့ရလည်းဖြစ်ပါတယ်။မိနစ်90မှာထုံးစံအတိုင်းတောင်းတဘောကနေစာကာကန်တင်ပေးလိုက်တဲ့ဘောလုံးကဂိုးတဲ့ကိုဝေးဝိုက်ပြီးတော့ကျလာပြီးဟူဂိုးသမားဂျွန်စတွန်ကာကွယ်ဖို့ကြိုးစားခဲ့ပြီးမြဲသူနဲ့ပြန်ထိသွားလို့ဂိုးဝင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးကနေမိနစ်30မှာမာနီရဲ့ကန်ချက်ကအာရိုဂိုဒါရီရဲ့ထိပြီးတော့လမ်းချောင်းဂိုးဝင်သွားလို့ဟုတ်အသင်းအားသင့်စရာခြေပါကိုရခဲ့ပြီးအာဆင်နယ်ဖိအားတွေများသွားပါတယ်။
မိနစ်ပိုင်းကြာမှာပဲဆာကာရဲ့ဖြတ်တင်ဘောကိုတားဆီးဖို့ကြိုးစားရင်းနဲ့ဘုတ်နောက်ခံလို့မော့စ်ခွဲရကိုပြန်သွင်းမိခဲ့လို့အာဆင်နယ်ကန်ကောင်းသွားပြီးတော့2-2နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ပွဲရဲ့ပြီး TNT Sports နဲ့အင်တာဗျူးမှာဆာကာကနိုင်ဝဲတွေရဖို့ဆိုတာကတခါတလေကြာရင်လေကန်ကောင်းမှုရဖို့လိုအပ်ပါတယ်။ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အသင်ကန်ကောင်းခဲ့ပါတယ်။ဒီနိုင်ဝဲကကျွန်တော်တို့ရဲ့ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်အတွက်ဘယ်လောက်ထိအရေးပါလာမလဲဆိုတာမသိသေးပေမဲ့3မှတ်ရယူနိုင်ခဲ့တဲ့အတွက်ဝမ်းသာမိပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆာကာက10ရာသီဇက်တိုက်ပရီးမီးယားလိပွဲစဉ်တစ်ပွဲမှာပြိုင်ဘက်ကိုတယောက်ချင်းဖြတ်ကျော်နိုင်မှု10ချိန်နဲ့အထက်ပြုလုပ်နိုင်တဲ့ပထမဆုံးအာဆင်နယ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Move အသင်းကတော့တမိုင်းတခြားပထမဆုံးအကြိမ်ဖြင့်အဆင့်မြင့်တန်းပြိုင်ပွဲမှာ9ပွဲဇက်တိုက်ရှုံးနေခဲ့တယ်လို့နောက်ဆုံးပွဲ20ဇက်တိုက်နိုင်ပွဲမရှိတာကလည်းအသင်းသမိုင်းမှာပထမဆုံးပါပဲရှင်။ အာလာဗတ်ကိုအနိုင်ယူပြီးတော့ဘာစီလိုနာကိုရီယက်ဆက်လက်ဖိအားပေးရဆိုတဲ့သတင်းလေးကိုလည်းတင်ဆက်ပေးကြပါမယ်။ဒီနေ့မနေ့စောပိုင်းကကစားခဲ့တဲ့အာလာဗတ်နဲ့ရီယက်တို့ရဲ့ပွဲစဉ်မှာတော့ရီယက်အသင်းကဖက်ပေးရိုတီကိုရီရဲ့သွင်းကိုရီနဲ့အတူ2-2နဲ့အနိုင်ကစားပြီးထိပ်ဆုံးမှာဘာစီလိုနာကို4မှတ်ကွာနဲ့ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။လက်တလောချီဆွမ်းပိုင်းမှာညင်မသက်ဖြစ်နေတဲ့ရီယက်တို့အတွက်အသက်ရှူချောင်သွားစေခဲ့တဲ့ရလဒ်မျိုးဖြစ်ပြီးတော့အာလာဗတ်ကလည်းယနေ့ပွဲမှာရီယက်အသင်းထံကလည်းရမှတ်တမတ်ခွဲယူသွားနိုင်လောက်တဲ့အထိကစားပြသွားနိုင်ခဲ့ပါတယ်။ဘက်ပေပြန်လဲပါဝင်လာနိုင်ခဲ့တယ်လို့ဗီနီရှက်ဘာလင်ဟန်တူချောင်မန်နီကိုလာရိုဒရီဂိုစားတဲ့ကစားသမားတွေနဲ့ရီယက်တို့လာရောက်ကစားသွားခဲ့တာဖြစ်ပြီးရူတီကာနဲ့ဗယ်ဗာဒီတို့လည်းနောက်တန်းမှာပါဝင်လာခဲ့ပါတယ်။အဲ့ရှင်သင်းကတော့ယနေ့ပွဲမှာရီယက်ကိုပုံမဖြစ်အားပေးကစားနိုင်ခဲ့တာဖြစ်ပြီးတော့ပထမပိုင်းအတွင်းရီယက်အသင်းကိုပေါက်ကိုကန်သွင်းချင်းချောက်မှုတွေပြုလုပ်ခဲ့ပြီးမြဲကိုမသွင်းနိုင်ဖြစ်နေကြပြီးရီယက်အသင်းကသာဗတ်ပေရဲ့24မိနစ်သွင်းကိုနဲ့စတင်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်း68မိနစ်မှာတော့အလာဗတ်တို့ချီဖာကိုပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့်ရီယက်အသင်းငကိုထက်ပုံမဖိအားပေးကစားလာခဲ့ရတယ်လို့86မိနစ်အရောက်မှာရိုဒရီဂိုကအနိုင်ကိုသွင်းယူနိုင်ခဲ့တာကြောင့်အခုလို2-2နဲ့ပွဲကိုအဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါမဲ့ကြားရက်မှာရီယက်ကိုဘာဒယ်ရီတွားရောက်ကစားအောင်မှာဖြစ်ပြီးတော့စီဗီလာနဲ့လာလီဂါပြန်လည်အခန့်ကစားရအောင်မှာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးမာလိုကူစတိုကိုအထူးတက်လေးချီကျူးလိုက်တဲ့အလန်ရှီယာအကြောင်းလေးကိုပြောချင်ပါတယ်။အလန်ရှီယာကစနေနေ့ညကအေဗာတန်ကို2-0နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအထင်ကြီးပွဲစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ချယ်ဆီချယ်ပွင့်ကိုအထူးတက်လေးချီကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။ချယ်ဆီတင်ကပထမပိုင်းမှာသွင်းယူခဲ့တဲ့6ပါမာနဲ့မာလိုကူစတိုတို့ရဲ့သွင်းကိုတွေကြောင့်နိုင်ရရှိခဲ့တာဖြစ်ပြီးတော့အေဗာတန်နဲ့ပွဲမှာအခန်းကဏ္ဍအသစ်မှာတောက်ပပြခဲ့တဲ့ကစားသမားကအဓိကနိုင်ပွဲရယူပေးခဲ့တာဖြစ်ပါတယ်။အဲ့ကစားသမားကတော့အသက်22နှစ်အရွယ်ပြင်သစ်နောက်ခံလူမာလိုဂူစတိုဖြစ်ပြီး6ပါမာရဲ့သွင်းကိုဖန်တီးပေးနိုင်ခဲ့တယ်လို့ကိုယ်တိုင်လည်းကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အန်ဆိုမာရက်စ်ကမာလိုဂူစတိုကိုအေဗာတန်နဲ့ပွဲမှာ inverted နောက်ခံတောင်မန်လူဖြစ်အသုံးပြုခဲ့တာဖြစ်ပြီးတော့ပြင်သစ်နောက်ခံလူကအစွမ်းကုန်တောက်ပပြပြီးတော့ချက်စီကိုအဆင့်4နေရာထိယာယီတန်လန်းနိုင်အောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ကန်ဝင်အလန်ရှီယာကဂူစတိုကအေဗာတန်နဲ့ပွဲစဉ်မှာအထူးချုံပြောင်မြောက်ဆုံးချက်စီကစားသမားဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ချက်စီအတွက်တနိုင်ပွဲဖြစ်ခဲ့ပါတယ်။အေဗာတန်ကအခွင့်အရေးတော်တော်များများရခဲ့ပေမဲ့လည်း 2-0 ဖြစ်သွားတဲ့အချိန်မှာပွဲထဲပြန်လာနိုင်မဲ့ပုံလုံးဝမပေါ်တော့ပါဘူး။အေဗာတန်အတွက်လည်းမာလိုဂူတိုကမိကွန်းထုတ်နိုင်ခဲ့ပါတယ်။ပါမာနဲ့ချိတ်ဆက်ကစားတဲ့ညာတောင်မန်ကနက်တိုနဲ့ချိတ်ဆက်ကစားပြီးတော့ကွင်းလယ်ထဲကိုဝင်ပြီးတော့ race chain နဲ့အတူလိုအပ်တဲ့အချိန်မှာနောက်ထပ်ကွင်းလယ်ကစားသမားအဖို့အဖြစ်ဖန်တီးနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။ Brighton နဲ့ပွဲမှာလူစားဝင်ကစားပြီးတော့တမိုင်းဝင်စံချိန်တစ်ခုပိုင်ဆိုင်ခဲ့တဲ့ဆာလာအကြောင်းပြောချင်ပါတယ်။လီဗာပူးသင်းနာမည်ကျော်တိုက်စစ်ကစားသမားဆာလာကတော့ Brighton နဲ့ပွဲမှာလူစားဝင်ကစားပြီးတော့ပရီးမီးယားလိတမိုင်းဝင်စံချိန်တစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။ဆာလာကပြီးခဲ့တဲ့ပရီးမီးယားလိ3ပွဲဆက်တိုက်အရန်ကုန်ထိုင်ခဲ့ရတာကြောင့်အသင်းနဲ့နီးပြအာနာစလော့ကိုဝေဖန်ပြောဆိုခဲ့တဲ့အတွက်အင်တာမီလန်နဲ့ချန်ပီယံလိပွဲလူစင်ကနေချန်လက်ခံခဲ့ရတယ်လို့အခု Brighton နဲ့ပွဲမှာလည်းပါဝင်ကစားခွင့်ရဖို့မသေးချာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဆာလာကအာနာစလော့နဲ့တွေ့ဆုံစကားပြောဆိုပြီးတဲ့နောက်သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးပြန်အဆင်ပြေသွားပြီးတော့ Brighton နဲ့ပွဲအတွက်လူစင်းမှာပြန်လည်ပါဝင်လာပြီးမြဲပွဲထွက်ကစားခွင့်တော့မရခဲ့ပါဘူး။လီဗာပူးအတွက်အဖွင့်ဂိုးကိုပွဲစား46မိနစ်မှာပဲအကီတီကသွင်းယူခဲ့ပြီးအဲဒီဂိုးကတော့ဒီရာသီပရီးမီးယားလိပြိုင်ပွဲမှာအဆောက်အဆုံးသွင်းခဲ့တဲ့ဂိုးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါအပြင်2019ဧပြီလတုန်းကဟက်တယ်ဖီနစ်ပွဲမှာပွဲအစား15စက္ကန့်မှာပဲသွင်းယူခဲ့တဲ့ကစားသမားဟောင်းနာဘီကီတာနောက်ပိုင်းအကီတီကပရီးမီးယားလိမှာလီဗာပူးအတွက်အစောဆုံးဂိုးသွင်းနိုင်တဲ့သူဖြစ်လာပါတယ်။ပထမပိုင်း26မိနစ်မှာနောက်ခံလူဂျိုကိုမက်စ်ဒဏ်ရာရသွားတာကြောင့်အာနာစလော့ကဆာလာကိုလူစားထိုးအသုံးပြုခဲ့ပြီးဆာလာဝင်လာတဲ့အချိန်မှာလီဗာပူးပရိသတ်တွေကလက်ခုပ်တီးပြီးကြိုးဆိုခဲ့ကြပါတယ်။ဒုတိယပိုင်းမိနစ်60မှာတော့ဆာလာရဲ့ထောက်ခံဘောကနေပြီးတော့အကီတီကပဲခေါင်းတိုက်ပြီးတော့ဒုတိယကိုသွင်းခဲ့ပြီးအကီတီကတော့ပရီးမီးယားလိ2ပွဲဆက်တိုက်2ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ကိုဖန်နီပြီးခဲ့တဲ့ဆာလာကတော့လီဗာပူးကစားသမားဘဝပရီးမီးယားလိပွဲပေါင်း300နဲ့2ပွဲမှာတွင်းကိုပါဝင်ပတ်သက်မှု289ဂိုးထိရှိလာပြီးမန်ချက်စတာယူနိုက်တက်ကန်ဝဲရော်နီကိုကြော်ဖြတ်ပြီးတော့ပရီးမီးယားလိကလပ်အသင်းအတွက်တွင်းကိုပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။ဆာလာကပရီးမီးယားလိမှာလီဗာပူးအတွက်188ဂိုးသွင်းဂိုးဖန်တီးမှု89ချိန်ပြုလုပ်ခဲ့ပြီးရော်နီကတော့ယူနိုက်တက်ကစားသမားဘဝမှာ183ဂိုးသွင်းဂိုးဖန်တီးမှု93ချိန်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဆာလာကပရီးမီးယားလိကစားသမားဘဝမှာတွင်းကိုပါဝင်ပတ်သက်မှု280ဂိုးထိရှိလာပြီးဖြစ်လို့ရော်နီ311ဂိုးအလန်ရှီယာ324ဂိုးရဲ့နောက်တတိယအများဆုံးဖြစ်ရပ်တည်နေပါတယ်။ဝဲပြီးမှာဆာလာကလီဗာပူးပရိသတ်တွေကိုနှုတ်ဆက်ခဲ့ပြီးအခုပွဲအပြီးမှာအာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆင်နွှဲဖို့အီဂျစ်လိုက်ရွေးစင်အသင်းနဲ့တွားရပူပေါင်းရတော့မှာဖြစ်လို့အခုပွဲကဆာလာရဲ့လီဗာပူးကစားသမားဘဝနောက်ဆုံးပွဲဖြစ်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။2025ခုနှစ်အတွက်FIFA The Bus စုပေးပွဲအခမ်းအနားကိုကာတာနိုင်ငံဒိုဟာမြို့မှာမနက်ဖြန်ကျင်းပမယ်လို့ FIFA ကအတည်ပြုကြေညာလိုက်ပါတယ်။ FIFA The Bus စုပေးပွဲမှာတော့ချင်းမြင့်မဲ့စုတွေကအကောင်းဆုံးအမျိုးသားကစားသမားစုအကောင်းဆုံးအမျိုးသားနည်းပြစုအကောင်းဆုံးအမျိုးသားဂိုးသမားစုအကောင်းဆုံးအမျိုးသမီးကစားသမားစုအကောင်းဆုံးအမျိုးသမီးနည်းပြစုအကောင်းဆုံးအမျိုးသမီးဂိုးသမားစုအကောင်းဆုံးအမျိုးသားသွင်းဂိုးစုအကောင်းဆုံးအမျိုးသမီးသွင်းဂိုးစုပရိသတ်စု fair play စုတွေနဲ့အကောင်းဆုံးအမျိုးသားအသင်းအကောင်းဆုံးအမျိုးသမီးအသင်းတွေပဲဖြစ်ပါတယ် FIFA The Bus ရဲ့အဓိကစုအများစုကိုလက်ရှိအမျိုးသားလက်ရွေးစင်အသင်းနဲ့အမျိုးသမီးလက်ရွေးစင်အမျိုးသားလက်ရွေးစင်အသင်းနဲ့အမျိုးသမီးအသင်းတွေကအနီးပြနဲ့အသင်းကောင်းဆောင်တွေရဲ့ဆန္ဒမဲမီဒီယာတွေရဲ့ဆန္ဒမဲနဲ့ပရိသတ်တွေရဲ့ဆန္ဒမဲကိုပေါင်းစပ်ရွေးချယ်သွားမှာဖြစ်ပြီးဒီနှစ်အတွက်ပရိသတ်16တန်းကျော်ကအွန်လိုင်းကနေဆန္ဒမဲပေးခဲ့ကြောင်းသိရပါတယ်ပရိသတ်စိတ်ဝင်စားဆုံးစုဖြစ်တဲ့ကောင်းဆုံးမျိုးသားကစားသမားစုအတွက်ဒမ်ဘီလီနဲ့ယာမဲလ်တို့ထပ်မံရှင်ပြိုင်ရဖို့ရှိနေပြီးပြီးခဲ့တဲ့ဘလွန်တီယောစုပေးပွဲမှာတော့ဒမ်ဘီလီကဆွတ်ခူနိုင်ခဲ့ပါတယ်2025 FIFA The Bus စုပေးပွဲအခမ်းအနားကိုဒီဇင်ဘာ16ရက်မြန်မာစံတော်ချိန်ည7:30မှာစတင်မှာဖြစ်ပြီးတော့ FIFA website ကနေဓာတ်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းလည်း FIFA ကအတည်ပြုကြေညာထားပါတယ်။သတင်းတောက် Ben Jacob ရဲ့အဆိုအရ Chelsea ရဲ့အတွင်းပိုင်းမှာပြဿနာရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့် Enzo Maresca ကလက်ရှိ Chelsea ရဲ့ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့အပေါ်မှာသူ့ကိုပဲအပြစ်တင်ဝေဖန်နေရတဲ့ကမတရားဘူးလို့ခန်းစားနေရကြောင်းဆိုလာပါတယ်။အသင်းရလဒ်ကအမှားတစ်ခုခုဖြစ်တိုင်း social media ပေါ်မှာသူ့ကိုပဲပြစ်တင်ကြပြီးအသင်းရဲ့ policy ကိုတော့ဘယ်သူမှဝေဖန်ထောက်ပြခြင်းမရှိရကြောင်းသူ့ပေါ်မှာမတရားသလိုခန်းစားနေရကြောင်းအထူးသဖြင့်တော့လက်ရှိသွားနေတဲ့ rotation system ဖြစ်တဲ့ကစားသမားတွေတန်းရကင်းစင်မှုရှိအောင်အသုံးပြုနေရတဲ့ပုံစံက Maresca သွားခြင်းနဲ့ဝေးနဲ့မကိုက်ညီဘူးလို့ဆိုပြန်ပါတယ်။နောက်ပြီးတော့ Cowell နားသွားချိန်မှာနောက်ခံလူဝယ်ပေးဖို့တရားဝင်တောင်းဆိုမှုကို recruitment team ကမျက်ကွယ်ပြုခဲ့တာကလည်းသူ့ကိုစိတ်ပြတ်စေတယ်လို့ဆိုပါတယ်။ဘာမှမပါတဲ့အသင်ကိုလေးလလောက်အကောင်းဆုံးထိန်းချောင်းခဲ့ပြီးမြဲရလက်မကောင်းနိုင်သူ့အပေါ်ပဲပြစ်ပုံချနေရတယ်။ကိုင်းစီတို့မပါတဲ့ကွင်းလေကို3ပွဲလောက်ကစားနေရတဲ့ပုံမှာရလက်မကောင်းမှသူ့ပေါ်ဝေဖန်တာတွေကိုနီးပြမာရက်စကာကစိတ်တိုင်းမကြဖြစ်နေတယ်လို့သိရပါတယ်။ဒီခန်းစားချက်တွေကိုကာတစ်နဲ့ပွဲမတိုင်ခင် press conference မှာဖွင့်ချသွားဖို့ရှိကြောင်းလည်းသတင်းရင်းမြစ်တွေကဖော်ပြနေပါတယ်။မာရက်စကာရုတ်တရက်ထွက်သွားတာမျိုးအသင်းနဲ့လမ်းခွဲသွားတာမျိုးမြင်ရနိုင်တယ်။ဘာလို့လဲဆိုတော့အသင်းရလက်မကောင်းနိုင်သူ့ပေါ်ပဲအပြစ်ပုံချနေရမျိုးကြာလာတော့လေသိမခံနိုင်တော့ဘူးလေ။တချို့ပရိသတ်တွေကပြောကြတယ်နီးပြကလူထုတ်ပုံမှားရနေတယ်ထွက်သွားလဲကောင်းတာပဲ။နောက်ထပ်နာမည်ကြီးနီးပြတွေရှိတယ်။တိုးစင်လုံးကစားသမားကိုပွဲထွက်ခွင့်ခဏခဏပေးတော့အသင်းရှုံးမှာပေါ့အထုတ်ခံရလဲအေးတာပဲ။တချို့သောအရာတွေလည်းပရိသတ်တွေဝေဖန်နေကြတာအများကြီးပါပဲ။သူထပ်သွားရင်လမ်းဘက်ကိုနီးပြဖြစ်မြင်နေတယ်ဆိုရဲသူကတစ်မျိုး Terry ကိုနီးပြဖြစ်ခတ်မယ်ဆိုရဲသူကတစ်မျိုး Cesc Fabregas ကိုနီးပြဖြစ်ခေါ်လိုက်မယ်ဆိုရဲသူကတစ်မျိုးနဲ့မှတ်ချက်ပြုထားကြပါတယ်။တချို့သောပွဲတွေမှာ Maresca လူထုတ်ပုံမိုင်းခဲ့တာတွေရှိတယ်လူစားလဲတာတွေမိုင်းခဲ့တာလည်းရှိပါတယ်။ပြောချင်တာက Guardiola, Zidane, Ancelotti, Inri အစရှိတဲ့နာမည်ကြီးနီးပြတွေအောင်ဒီလိုအမှားတွေနဲ့မကင်းနိုင်ပါဘူး။ Maresca လိုတွေ့ကြုံလို့တဲ့နီးပြတယောက်မှဒါတွေကတခါတလေရှိမှာပါပဲ။အသင်းရဲ့ဘိုးဖွဲ့တွေကရောလိုအပ်နေတဲ့နေရာကိုဖြည့်ပေးလို့လားလူငယ်တွေကြည့်ပဲလှိမ့်ပတ်ခေါ်နေပြီးပွဲထွက်လူစင်းဆက်တယောက်ကလွှဲရင်ကျန်တဲ့ကစားသမားတွေကအသင်းကြီးမှာတပြိုင်နက်တည်းပွဲထုတ်ပြီးအသုံးပြုဖို့ဆိုတာမလွယ်ဘူးလေထုတ်သုံးခဲ့တဲ့တိုင်အောင်ရားလည်းမကောင်းခဲ့ရင်ကောဘိုးဖွဲ့ထက်အနီးပြကိုပဲအပြစ်ပုံချကြတာမလားကဲ၍မာရက်စကာထွက်သွားခဲ့ရင်နောက်ရောက်လာမယ့်နီးပြက Graham Potter လိုမျိုးရုပ်သေးုံနီးပြမျိုးပဲလာပါလိမ့်မယ်ဒီပိုင်ရှင်တဲ့နာမည်ကြီးနီးပြတွေလုံးဝမမျှော်လင့်ပါနဲ့ဂမ်နင်ကစားသမားတွေကိုခေါ်ပြီးရလာမကောင်းရင်ခင်ဗျားတို့ကျွန်တော်တို့ပဲဆဲကြရမလားမာရက်စကာကအသင်းထွက်ကနေပြီးတော့အသင်းကနေထွက်သွားလေသူ့ကိုခေါ်ချင်တဲ့အသင်းတွေမှာအများကြီးပါပဲဆန်ကဲမဲ့ကိုရီးယားအသင်းကတဆစ်နေနီးပြတွေနဲ့ပေါက်ကြရဖြစ်ကုန်လိမ့်မယ်အကောင်လုံးစကနေပြန်စားပြီးဒီအသင်းကအလဲလက်အသင်းဘဝကိုရောက်သွားလိမ့်မယ်ဒါမဲ့ဇန်နဝါရီလမှာသာသူလိုချင်တဲ့နေရာတွေကိုအရေးသွေးမြင့်တဲ့ကစားသမားတွေဖြည့်ပေးလိုက်တိတိတတ်တာရလက်တွေပြန်ကောင်းလာပါလိမ့်မယ်အခုမြင်နေရတာကကစားသမားတွေအကုန်လုံးနီးပြဘက်ကရှိနေတယ်ဘုတ်ပွဲလိုရက်တွေကသာဝေဖန်စရာဖြစ်နေတာပါ
ရှိတာလေးနဲ့ကောင်းအောင်လုပ်ပေးထားပြီးသူ့အပေါ်အပြည့်မြင်နေတော့နီးပြလဲရရှိမှာဘယ်လိုလုပ်သိခံနိုင်ပါလဲရှင်ပရိသတ်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေနေ့စဉ်ဘောလုံးသတင်းကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်